စီဂိမ်းမိုဘိုင်းချမ်းပြိုင်ပွဲအမျိုးသားလေတော်တော်လေးဥမာအုပ်စု6နေဗျာတကယ်တော့3ထီကိုပါနိုင်တဲ့အနေအထားကြီးရှိတယ်ဗျာအဲ့ဒီမြန်မာရဲ့အုပ်စုမှာဆိုပါတယ်ဆိုတော့ထိုင်းပါတယ်ဗီယက်နမ်ပါတယ်ကမ္ဘောဒီးယားပါတယ်နောက်ပြီးတော့အရှေ့တီမောပါတယ်ကန်ကောင်းတာတော့အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တွေကိုမကြတာတော်တော်လေးကန်ကောင်းတယ်ဟိုဘက်ခြမ်းမှာဆိုလုံးဝအုပ်စုကျက်တယ်ကွာအင်ဒိုနီးရှားရောနောက်ပြီးတော့ဖိလစ်ပင်းရောနောက်ပြီးတော့မလေးရှားရောလုံးဝအုပ်စုကျက်တယ်ကွာမြန်မာကတော့တူတဲ့ပါမှုအရင်များပါ යි ဟိုဘက်ခြမ်းမှာဆိုတော့2တင်းတက်မယ်ကွာ2တင်းတက်မယ်ဆိုရင်ကွာဟိုဘက်ခြမ်းမှာအတင်းကြီး3တင်းပါတယ်ကွာ3တင်းမှာတတင်းပြုတ်မယ်ဆိုရင်တော့မြန်မာတင်းတော့နည်းနည်းအဆင်ပြေတယ်ကွာ2တင်းနည်းနည်းပြန်ရမှာဆိုတော့ဒီတော့ဖြစ်နိုင်ခြေများတာတော့ဖိလစ်ပင်းနဲ့အင်ဒိုနီးရှားတော့တက်လာမှုများတယ်ကွာဟိုဘက်ခြမ်းမှာဒီဘက်ခြမ်းမှာဆိုရင်တော့မြန်မာနဲ့ကမ္ဘောဒီးယားတက်မှုရခိုင်တော့ရများတယ်အဲ့ဒီ4တင်းပဲလူရမှာကွာကျန်တဲ့တင်ရပြီးပဲတာဘာမှမရှိဘူးကွာအဲ့ဒီ4တင်းပဲเนาะ4တင်းမှာပူတွဲတတရအမပူတွဲတတရရမယ်နောက်ပြီးတော့တော့မှာဒုတိယဆုနဲ့ပထမဆုကတခုအဲ့လိုမျိုးပြယုံကြည့်နေပါဒီနှစ်လဲအဲ့ဒီ4တင်းမှာပဲเนาะဘယ်တင်းမှရှင်းမနိုင်ဘူးဒီ community မှာMobile Legends ဒီဟိုဒါအိမ်မှာ event မှာတော့ဘယ်သူမှဒီဥစ္စာကိုရှင်းမနိုင်ဘူးအဲ့ဒါပြောပြတာ brother တို့ခုနမှတက်လာလို့